ဝမှာတခါမှမစားဘူးတဲ့အသီးဆိုရင်တော့မမန်းသီးအစိမ်းပါပဲရှင်ယူတော့ရောမမန်းသီးအစိမ်းကိုစားဘူးကြလားရှင်ဒီနေ့တော့ cherry မှာလာတဲ့မမန်းသီးအစိမ်းပါဆယ်တုပ်လေးရောက်လာပါပြီရှင်အတူတူဖောက်ကြည့်ရအောင်နော်မန်းသီးလေးကတော့ဒါဒီတစ်ဖာကို cherry က128ပဲပေးရပါတယ်ရှင်အားလုံးစုစုပေါင်းတော့9လုံးပါပါတယ်အလုံးကြီးရတဲ့အကြီးတွေပါပဲရှင်ဒီလောက်ကြီးတဲ့မမန်းသီးလေးတခါမှမမြင်ဘူးပါအောင်နော်ဒါဇီးပန်းသီးအရွယ်အစားလောက်ရှိပါတယ်တကယ်တော့ပန်းသီးမဟုတ်ပါအောင်တော့မမန်းသီးပါရှင်စိမ့်ပြီးတော့သူကလက်တဲ့ကျွတ်လေးနဲ့စားလို့ကောင်းပါတယ်ရှင်စားကြရင်တော့ cherry ရဲ့ TikTok အကောင့်ကချင်းနှောင်းနဲ့မှာယူလို့ရပါတယ်နော်ကဲတိပြပါမယ်ရှင်တွေ့တဲ့အတိုင်းပါပဲမမန်းသီးကတော့အသားကြီးပါပဲရှင်စားကြည့်ရတော့ရွှေမျိုးတွေပါမိသွားမယ်ချင်နာနဲ့ cherry ဆက်ထားတဲ့အမုံလေးနဲ့တို့စားပါမယ်ရှင်သူ့ရဲ့အထဲထဲမှာတော့အစိလေးကတီးလေးပဲပါတယ်အသားတွေကြီးပါပဲရှင်ချယ်ရီစားနေတာကိုရိုက်ပြီးရသူကလည်းမနေနိုင်တော့ပါဘူးသူပါဝင်စားပါလေရောရှင်တစ်လုံးနဲ့မလောက်ဘူးတဲ့နောက်တစ်လုံးထပ်ပြီးတော့လှီးပေးလိုက်ရပါတယ်နောက်တစ်လုံးမလေးကိုရွေးပြီးတော့လှီးပေးလိုက်ပါတယ်ကျွတ်လေးပါရှင်ကဲလှီးပေးနေရင်လည်းလှီးပြီးတာစားပြီးတော့ရိုးသွားပြီဆိုတော့တုပ်ပေးပါအောင်လေရှင်ဘေးကလည်းအမျိုးမျိုးခိုင်းနေတော့တစ်ခုပြီးတစ်ခုလုပ်ပေးနေရတယ်ပေါ့နော်တို့စားတဲ့အမုံလေးရယ်စီးတကြားလေးရယ်နဲ့ငယ်ထည့်ပြီးတော့တုပ်ပေးလိုက်ပါတယ်တုပ်စားရင်လည်းသူကချိုချစ်ချင်းလေးနဲ့အရင်စားလို့ကောင်းပါတယ်အားလုံးပဲစားကြပါအောင်နော် cherry ရဲ့ blog လေးကိုဆုံးဖြတ်ကြည့်ပြီးလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် blog တွေမှာပြန်တွေ့ပါမယ်နော်တတား